ကျွန်တော်ဒီနေ့တော့တိုက်တစ်ဆက်ဆက်ကအယောင်ငန်းလေးတစ်ခါမိတ်ဆက်ပေးမယ် location နဲ့ဈေးနှုန်းကိုကျွန်တော်နောက်ဆုံးညရင်ပြောပြပေးမယ်ဒီခန်းလေးကျယ်ဝန်းက25ပေပေ90ရှိတယ်တိမ်လုံးကို decoration အကုန်လုပ်ပြီးသားတိုက်ကလည်းအသစ်ဆက်ဆက်ရမှာအိတ်ခန်းကစုစုပေါင်း3ခန်းကို master bedroom တစ်ခန်းပါတယ် single ခန်း2ခန်းပါတယ်အဲကွန်ကစုစုပေါင်း3လုံးတက်ထားတယ်အဲခန်းမှာတစ်လုံးအိတ်ခန်း2ခန်းထဲမှာ2လုံးတက်ထားတယ်ဘေးမှာတိုက်မြင့်နေမရှိဘူးဘေးပရင်ပေါက်ကပတ်ပတ်လဲနေလီတော်တော်ဝင်တဲ့အခါကျဒီနေ့အခုဗီဒီယိုထဲမှာမြင်ရတဲ့ furniture တွေပေါ့နော် furniture တွေဒီ decoration cabinet တွေမှန်နေကုန်အကုန်လုံးပါတယ်ဗျဒါတွေအကုန်လုံးထည့်ပြီးရောင်းထားတာပါဒီຢာတွေထည့်ရလို့ဆိုပြီးဈေးကတော့ပုံမတောင်းတော့ဘူးเนาะဒီຢာတွေကနေဖို့ဆိုပြီးထည့်ထားပြီးတော့မှမနေဖြစ်လို့ဒီတိုင်းထားခဲ့ပြီးမှာပါပြန်တည်ဖို့ရွှေ့ဖို့လည်းနေရာလည်းမရှိလို့ပါmaster bedroom ဆိုလည်းအကျယ်လောက်ထားတယ်ဗျဒီကောင်းဒီမှာ6လမ်းဆိုလည်းအကျယ်ကြီးယူထားတာ6လမ်းနေလည်းတော်တော်လေးကျယ်တယ်အိတ်ခမ်းကဒါ master bedroom မှာ master bedroom ဆိုလည်းတော်တော်လေးကျယ်တယ်သူရဲ့အားသာချက်လေးကအိတ်ခမ်းတိုင်းမှာပဒင်းပေါက်ပါတယ်6လမ်းဘေးမှာလည်းပဒင်းပေါက်ပတ်ပတ်လည်နဲ့ဘေးမှာအထက်မြင့်တိုက်တွေမရှိတဲ့အတွက်လေဝင်လေထွက်တော်တော်ကောင်းတယ်ရေချိုးကန်းအိမ်သာဆိုလည်းကြည့်လိုက်ဒီလိုအကျယ်ကြီးပဲဒါ master bedroom နဲ့ရေချိုးကန်းအိမ်သာပေါ့နော်မျက်နှာကျ decoration တွေလည်းလုပ်ထားတယ်အောက်ခင်းကကြတော့ဒီ SPC ရေချိုးကန်းပေါ့နော်ပါကီခင်းထားတာပါဒီမှာဆိုလဲဒီလို cabinet လေးတွေစင်လေးတွေပေါ့နော်အကုန်လုပ်ထားတယ်ဗျအိမ်လေးကတော်တော်ချစ်စရာလေးပဲလုပ်ထားတာစီးအဖြူရောင်နဲ့ပါကီအဖြူလေးနဲ့ဆိုတော့လေအိမ်လေးတော်တော်လေးကိုလင်းထွက်နေkitchen ထဲမှာလည်းကျွေပြားခင်းကျွေပြားက kitchen ကုန်ပါမယ်ရေချိုးကန်းအိမ်သာတက်စီနဲ့ဒါကတော့ရေချိုးကန်းမှာကျွေပြားခင်းနဲ့ကျွေပြားကပ်ပေးထားတယ် shower တက်ပေးထားတယ်ဒီဘက်မှာဘူတိုင်းအိမ်သာလေးရှိပါတယ်နောက်ဖေးမှာလည်း emergency လှေကားပါတယ်သူကတိုက်တစ်ဆိုတော့အုတ်လှေကားရင်းနေပေါ့နော် emergency လှေကားတွေကစားဒီလိုမျိုးပါဒီကောင်တိုက်တက်တန်းက8လ9လလောက်ပဲရှိသေးတယ်ဗျ BCC ကြာရတာလေဒီကောင် location လေးကလှိုင်မြို့နယ်အုတ်ချင်းပူတောင်လမ်းမကြီးပေါ်မှာရှိတယ်လမ်းမတန်းဖြစ်တဲ့အတွက်ကားရရတာလည်းတအားကိုလွယ်တဲ့နေရာဖြစ်တယ်ဒီကောင် BCC ရှိတယ်မြေရှင်ရှိတယ်အရှုပ်ရှင်းအားလုံးကင်းတယ်ရောင်းမဲ့အလွှာတော့4လွှာပါတက်တရတဲ့4လွှာပါရောင်းမဲ့ဈေးကတော့3,400ခေါ်ထားပါတယ်ခင်ဗျာတိုက်တစ်ဆက်ဆက်ကိုလမ်းမတန်းရမှာတိုက်အဟောင်းနေတော့မှဟို4,500 5,000ခေါ်တဲ့ချိန်မှာဒီကောင်4,900ကိုဈေးရညှိနှိုင်းပေးဦးပါမှာစိတ်ဝင်စားရင်ကျွန်တော်ဖုန်းဆက်သွယ်ပြီးလိုက်ကြည့်လို့ရပါတယ်